ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောစနေနေ့နနက်ခင်းလေးပါကျွန်တော်ရဲ့တူတောက်အောင်ခြေကိုချင်းပါမြတ်အားလုံးနော်မင်္ဂလာရှိသောစနေနေ့နနက်ခင်းလေးမှာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့ရှေ့လာမယ့်ပွဲပေါ့နော်ဗုဒ္ဓဘုမကျော်အထူးရှယ်မွေးကွက်ယူမညီကိုမောင်နှမတွေပြီးဆုံးနေအောင်ကြည့်ပေးပါကဲအားလုံးပဲဒီဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာဝရီလေးဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲကျွန်တော်တို့เนาะဒီဗီဒီယိုဖိုင်လေးကရှေ့လာမယ့်ပွဲမှာပိတ်ရဖောင်းရလုံးဝမရှိပါဘူးပိတ်ရဖောင်းရလုံးဝမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲเนาะဗုဒ္ဓဘုမကျော်အထူးရှယ်မွေးကွက်နဲ့စောစောလေးအမြတ်ထုတ်မဲ့ကြီးကိုမောင်နှမတွေအားလုံးပြီးဆုံးနိုင်အောင်ကြည့်ပေးကဲကျွန်တော်တို့เนาะဒီကြံခဲ့တဲ့ပွဲတုန်းကလည်းเนาะပိတ်ရဖောင်းရလုံးဝမရှိရင်လာလာတွေကောင်းပါတယ်เนาะပရိသမားတွေဆိုရင်လည်း9ရက်မှာ4ရက်အောင်မြင်တယ်ရရှိတယ်เนาะအားလုံးသိပါတယ်ထွေတူပြောစီရမလို့ပါဘူးเนาะကဲဒါကြောင့်မို့เนาะ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင် like လက်မှာတဲလေးတွေနှိပ်ပေးထားပါ share မှု share အားလေးနဲ့ကူညီပေးเนาะတယောက်မြင်တယောက် share နှစ်ယောက်မြင်နှစ်ယောက် share ပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page လေးတွေကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲဒါဒီဗီဒီယိုပိုင်းလေးကပေါ့နော်ရှေ့လာမယ်ပွဲတွေမှာလည်းပိတ်ရဖောင်းရလုံးဝမရှိပါဘူးကဲဒါကြောင့်မို့ပိတ်ရဖောင်းရမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ချစ်ကိုချင်းမတွေအားလုံးကနော်ဗုဒ္ဓဘုမကျော်အထူးရှယ်မွေးကွက်နဲ့စောစောလေးအမျက်ထုတ်မဲ့ညီကိုမောင်နှမတွေအားလုံးနော်လူတစ်လူဟောင်းနော်အားလုံးပေါ့နော်လူတစ်လူဟောင်းမကြမ်းဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့ရှေ့လာမယ်ပွဲမှာဗုဒ္ဓဘုမကျော်အထူးရှယ်မွေးကွက်နော်အဖွဲ့ဝင်နိုင်ပါပြီယူနိုင်ပါပြီနော်ကဲယူမယ်ဆိုတဲ့ညီကောင်မောင်နှမတွေအားလုံးကနော်ကျွန်တော်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကလေးပုံမှန်တိုင်းနှလုံးတင်ပေးထားပါတယ်တစ်လုံးက39 9800 2804နော်နောက်ထပ်တစ်လုံးက39 9800 2805ပါနော်အဲ့ဒီဖုန်းနှလုံးကိုတစ်လုံးမရရင်တစ်လုံးဆက်သွယ်ပေးပါနော်အဲ့ဒီဖုန်းနှလုံးပဲနော်ကင်ပါတယ်ဒါကြောင့်မို့တစ်လုံးမရရင်တစ်လုံးဆက်သွယ်ပေးပါကျွန်တော်ရဲ့ချစ်ကိုချင်းမတွေအားလုံးနော်ကဲလူသစ်တွေနော်ဗော်ဒီဘုမကျော်မွေးခွက်ကဘလောက်လဲမေးနေတဲ့ညီကိုမောင်နှမတွေအားလုံးနော်ကန်ဆက်1000နဲ့ပဲပြန်လဲပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ယူမယ်ဝေမယ်ဆိုတဲ့ညီကိုမောင်နှမတွေအားလုံးကျွန်တော်လက်ခံတဲ့ရက်ကဒီစနေတနင်္ဂနွေနော်2ရက်ပဲလက်ခံတာဖြစ်လို့ဒီဗီဒီယိုဖိုင်လေးကိုတွေ့တဲ့အချိန်မှာအမြန်ဆုံးလေးဆက်သွယ်ပြီးတော့ရှေ့လာမယ်ပွဲအတွက်ကိုဗော်ဒီဘုမကျော်အထူးရှယ်မွေးခွက်နော်အဖွဲ့ဝင်နိုင်ပါပြီကဲယူမယ်ဝင်မယ်ဆိုတဲ့ညီကိုမောင်နှမတွေတွေ့ချင်းအမြန်ဆုံးလေးဆက်သွယ်ပေးပါကဲကြည့်ရှုပေးတာအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေဗျ